အားလုံးပဲမင်္ဂလာပါယခုဖတ်ပြပေးမယ်ဝတ္ထုတို့လေးကတော့ဆရာမောင်ကျော်သားပဲခူးဤအပေါင်ဆိုင်လို့အမည်ရတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ဘဝဆိုတာအပေါင်ဆိုင်ကြီးပဲကွလူဆိုတာကိုဘဝကိုဒီအပေါင်ဆိုင်ကြီးထဲမှာပေါင်ထားရတာတခါတော့လေပြန်ရွေးလို့မရအောင်ကိုအပေါင်ဆုံးဘဝနဲ့နေသွားရတာပါကွာအပေါင်ဆိုင်မှာလူတွေတန်းစီနေ၏ကိုပစ္စည်းကိုပေါင်မှုကိုတန်းစီနေရသည့်အဖြစ်ကလူတွေဘယ်လောက်အဆင်ပြေနေကြသည်ကိုပြနေသလိုရှိသည်စတိကြိုက်အဝိအထေချင်အောင်စပိန်ကအစရွှေထဲစိန်ထဲအစုံအပေါင်ဆိုင်မှာလာပေါင်နေကြသည်ရက်ကွက်ကဖက်နှက်လုတ်သည့်ရက်ကွက်ဆိုတော့တချို့လဲဖက်နှက်လုတ်သည့်အောက်ခံစိုးပြားတွေကအစလာပေါင်နေကြသည်တချို့ကလှီးပြီးသားဖက်နှက်တွေတရက်သေးပါတပတ်သေးပါလာရွေးမှာပါငွေလေးနည်းနည်းလိုလို့တချို့ကလည်းရက်ကွက်သေးကတရားမဝင်အပေါင်ဆိုင်တွေမှာအသိချင်းဆိုတော့လေတန်ဖိုးရဲ့3ပုံ1ပုံဒါမှမဟုတ်4ပုံ1ပုံလောက်ပေးပြီးအပေါင်ခံကြတာမဟုတ်လားနောက်ဆုံးပေါင်စရာမရှိတော့ရင်တော့လူကိုပဲပေါင်ကြတော့တာဖြစ်သည်အပေါင်ဆိုင်ကကောင်မလေးတချို့ဟာအပေါင်ဆိုင်တထေးတွေရဲ့အပေါင်ခံပစ္စည်းဟုဆိုပါသည်နောင်ရီကိုရှည်ဝေးမတွေးပဲကောင်မလေးတွေကလည်းလက်ငင်းဘဝကိုပျော်ရွှင်စွာပဲရင်ဆိုင်ဖြည့်ရှင်းပေးလိုက်ကြသည်ဘဝဆိုတာအပေါင်ဆိုင်ကြီးပဲကွာလူဆိုတာကိုယ့်ဘဝကိုဒီအပေါင်ဆိုင်ကြီးထဲမှာပေါင်ထားရတာတခါတော့လေပြန်ရွေးလို့မရအောင်ကိုအပေါင်ဆုံးဘဝနဲ့နေသွားရတာပါကွာသူကတော့တငယ်ချင်းဖြစ်သူပကြီးဆရာတယောက်ရဲ့စကားကိုသတိရနေမိသည်ဒီတငယ်ချင်းကသူ့ကိုယ်သူပကြီးဆရာဘဝမှာပေါင်နှံထားသူဖြစ်သည်သူ့အိမ်မှာ3ပေပက်လေကနေ9ပေပက်လေအထိအဖြူနှင့်အမဲသာပါသောပကြီးကားတွေရှိသည် family lady အစရှိသဖြင့်အမည်ပေးထားသောထိုအဖြူအမဲပကြီးကားတွေကိုစင်ကာပူရှိမြန်မာပကြီးပြခန်းတစ်ခုကဆိုလိုရှိုးလုပ်ခဲ့ဘူးပေမဲ့2ကားလောက်သာရောင်းရသည်ဟုဆိုပါသည်ငွေကြေးအရတိတ်ဈေးမရပေမဲ့သူကတော့သူ့ယုံကြည်ချက်ကိုအသေးဆုပ်ကန်ရင်သူ့အဖြူအမဲပကြီးကားတွေကိုပဲဆက်ဆွဲနေခဲ့ပါသည်တခါပကြီးဆောင်ပါတွေကိုကောက်ရေးတတ်ပြီးစာမူခကိုတော့ခေါင်းထဲထည့်ထားသူမဟုတ်ပါအနောက်နိုင်ငံတွေမှာသာဂျက်ဆင်ပေါလော့တို့ရော့ဒ်ကိုတို့ပီကာဆိုတို့လိုကိုလှုပ်ချင်တာလှုပ်ပြီးနာမည်ကြီးသူတွေရှိခဲ့ပေမဲ့မြန်မာပြည်မှာတော့ထို့သို့ဖြစ်ရန်မလွယ်သေးကြောင်းသူသိနေသည့်တိုင်သူကတော့သူ့ဘဝကိုယုံကြည်ရမှာပေါင်နှံထားသူဖြစ်သည်အပေါင်ဆိုင်မှာလူတွေတန်းစီနေ၏ထိုလူတွေဟာသူတို့ပစ္စည်းတွေကိုငွေလေးအနည်းငယ်ရဖို့ပေါင်နှံနေကြပေမဲ့ထိုလူတွေဟာသူတို့ဂုဏ်သိက္ခာကိုလာပေါင်နေခြင်းသာဖြစ်သည်ဟုတော့မြင်မိကြမည်မထင်ပါခလေးနေမကောင်းလို့ဈေးရင်းစရာပတ်စံပြတ်သွားလို့နှလုံးထီရှုံးလို့အလုတ်အတွက်သမီးကိုပတ်စံပေးရမှာမို့ခေါင်းစဉ်များစွာနဲ့အပေါင်ဆိုင်ကိုရောက်လာကြပေမဲ့ထိုဖြက်လန်းနီးကိုဘယ်သူမှသုံးချင်ကြမှာမဟုတ်ကြောင်းသူသိနေသည်အပေါင်ဆိုင်နဲ့သူ့အိမ်ဟာလမ်းမကြီးသာချပြီးမျက်စောင်းထိုးလောက်မှရှိတော့ဒါတွေကိုနေ့စဉ်လိုသူမြင်နေရတာမဟုတ်လားတချို့ကလည်းလုပ်ငန်းလုပ်ဖို့ဘဏ်မှာအိမ်တွေပေါင်ကြအတိုးကိုအရင်မှာပြန်မပေးနိုင်သည့်အခါအိမ်ပေါ်ကဆင်းပေးကြရထိုလူတွေဟာစီးပွားရေးအဆင်ပြေနေလို့ဝင်ငွေနဲ့ထွက်ငွေမျှနေလို့ကတော့ထို့သို့လုံညီမဟုတ်ဟုသူတွေးနေမိသည်တလုံးကပဲသတင်းစာထဲမှာဝင်ငွေ3,200,000ရှိသူတွေအခွန်
1200ဆောင်ရမည်ဟူသည့်သတင်းကိုဖတ်လိုက်ရသည်မိသားစုတစုအတွက်ငွေ3,200,000ဟာတလရက်တီလို့ရရဲ့လားသက်ဆိုင်ရာကမသိတာအတော်တော့စိုး၏အညံ့ဆုံးထမင်းတပွဲလိုက်ပွဲမပါဟာ600ရှိ၏မနက်စာမပါပဲနေ့လယ်စာညနေစာစားလျင်အောင်တစ်နေ့ကို1,200တစ်လကို36,000အလုတ်အသွားအပြန်ကားခတစ်လ12,000ကလေးတစ်ယောက်ရှိတဲ့မိသားစုတစုဟာလူကြီးတစ်ယောက်လှုပ်စာနဲ့လောက်နိုင်ပါမည်လားသမရာကြီးကတော့350ရလို့လောက်မြည်ဖြစ်ပေမဲ့ပြည်သူတွေကမလောက်ဘာပဲဖြစ်ဖြစ်လူတွေဟာသူတို့ဘဝမှာသူတို့ကိုသူတို့ပေါင်နှံခဲ့သူတွေသာဖြစ်၏ထို့အတွက်ကောင်းမွေစိုးမွေတွေကိုခံရမှာမဟုတ်လားဘီလ်ဂိတ်ကသူ့ဘဝကို software တွေကြားမှာပေါင်နှံခဲ့၏ရော့ကိုကသူ့ဘဝကိုရောင်ပြန်ပကြီးကားတွေထဲမှာပေါင်နှံခဲ့၏မာသာထရီဇာကသူ့ဘဝကိုဒုက္ခတွေကယ်ဆယ်ရေးမှာပေါင်နှံခဲ့၏ဘီတိုဘင်ကသူ့ဘဝကိုဂီတတွေမှာပေါင်နှံခဲ့၏ဂျက်ကီချန်ကသူ့ဘဝကိုဟာတာနဲ့စွန်စားကန်းရုပ်ရှင်တွေမှာပေါင်နှံခဲ့၏ဘာပဲဖြစ်ဖြစ်နေရာတစ်ခုမှာလူတွေဟာပထမကိုသာမှတ်မိပြီးဒုတိယကိုစိတ်မဝင်စားခဲ့ဟုဆိုပါသည်ထို့ကြောင့်ပဲလကဘာပေါ်ခြေချခဲ့သူချင်းအတူတူပထမဦးဆုံးခြေချခဲ့သူအမ်စထရောင်းကိုသာမှတ်မိပြီးဒုတိယခြေချသူကိုမမှတ်မိကြခြင်းဖြစ်သည်လူဘဝမှာပထမနေရာမှာအမြဲရှိဖို့တော့မလိုဟုထင်ပါသည်တချို့လူတွေဟာပထမနေရာကိုရောက်သွားကြသည့်အခါအရာရာကိုမေ့သွားကြပြီးတချို့လူတွေဟာပထမနေရာကကျသွားမှာအလွန်စိုးရိမ်သူတွေဖြစ်သည်တချို့ကလည်းသူတို့ကိုယ်သူတို့ပထမနေရာရောက်နေသည်ဟုထင်ထားကြပေမဲ့တကယ်တမ်းမှာလူကျင့်ဝတ်အရာအောက်ဆုံးရောက်နေကြသူတွေသာဖြစ်သည်ထိုလူတွေဟာသမိုင်းမှာကိုယ့်အထုပ်ပတ်တီကိုဦးမဲခဲနဲ့ရေးခဲ့သူတွေပဲဖြစ်၏ထိုလူတွေဟာသူတို့ဘဝကိုဦးမဲခဲမှာပေါင်နှံထားသူတွေလည်းဖြစ်၏ထိုလူမျိုးတွေပထမနေရာရောက်ခဲ့လျင်တော့လူအတိုင်းအဝိုင်းဟာအတော်ပဲဖယိုဖယဲဖြစ်သွားနိုင်ပါသည်ဥပမာပိုပေါ့ဟစ်တလာအပေါင်ဆိုင်မှာလူတွေတန်းစီနေကြ၏ဝရဏမှာထိုင်နေသောသူကိုအပေါင်ဆိုင်မှပြန်လာသောမိတ်ဆွေအမျိုးသမီးတစ်ယောက်ကလှမ်းပြီးပြုံးပြသွားခဲ့သည်သူမ၏အမူအရာကအပေါင်ဆိုင်မှပြန်လာသောသူမကိုသူမြင်သွားလေသလားဟုသောအမူအရာဖြစ်ခါရှက်ကိုရှက်ကန်းဖြစ်နေခဲ့ပါသည်သူမဟာကလေး3ယောက်အမေဖြစ်ပြီးမိန်းမရှုပ်သောယောက်ျားထံမှသူမဘဝကိုပေါင်နှံထားသူဖြစ်သည်သူမယောက်ျားဟာအပြင်မှာမိန်းမတွေနဲ့တွေ့လျင်သာပတ်စံထွက်တတ်ပြီးအိမ်ကိုတစ်နေ့ဈေးဘိုး2000ပင်မပေးခြင်းသောယောက်ျားဖြစ်သည်တခါတရံညဘက်မှာဘီယာတောက်တက်ပေမဲ့သားသမီးတွေအတွက်ခဲတံဘူးပေတံဘူးထွက်ရမှာကိုပင်ကတ်တီးကပ်ဖဲ့နိုင်သောယောက်ျားလည်းဖြစ်ပါသည်သူမဟာထိုယောက်ျား၏ဒုတိယမြောက်ဇနီးဖြစ်ပြီးတတိယမြောက်ဇနီးကတော့သူမ၏အမဖြစ်ခဲ့ဘူးသည်ဟုဆို၏လူတွေဟာကိုယ့်ဘဝကိုလုံခြုံမည်ထင်သည့်နေရာမှာပေါင်နှံခဲ့ကြပေမဲ့တကယ်တမ်းမှာမလုံခြုံခဲ့တာမြည်မြနာကြီးဖို့ကောင်းလိုက်ပါသလဲလူတွေဟာခေတ်ကြီးတစ်ခုမှာဘူးမသိဘာမသိဘဝကိုပေါင်နှံလိုက်ကြရ၏ထိုဘဝကြီးကိုပြန်ရွေးဖို့လူးလွန်ပြီးထလိုက်သည့်အခါမှာတော့
အတိုးရောအရင်ပါမိပြီးထိုခိဤအရေးမဲကြီးတွေကပြန်မထွက်နိုင်အောင်သူတို့အပေါင်ဆိုင်ထဲမှာသားကောင်တွေလိုဆွဲသွင်းခံလိုက်ရတော့သည်မိန်းမနှင့်ယောက်ျားအိမ်ထောင်ပြုတ်တယ်ဆိုတာကပင်တယောက်ဘဝမှာတယောက်ကိုပေါင်နှံလိုက်ကြခြင်းဖြစ်သည်တယောက်နှင့်တယောက်ပြန်မရွေးနိုင်အောင်အတိုးတွေအရင်တွေများလာပြီဆိုရင်တော့ထိုဘဝတွေဟာစိုးမွေကောင်းမွေတွေကိုလဲဆင်းခံရင်တသက်တာရှိဆက်သွားဖို့ပဲဖြစ်ပါသည်ဘာပဲဖြစ်ဖြစ်လူဆိုတာကိုယ့်ဘဝအပေါင်ဆိုင်ထဲမှာကိုပြန်ပြီးအောင်ထားသူတွေဖြစ်သည်တချို့ကကိုပြန်လဲရွေးထုတ်ပြီးတချို့ကဘဝတစ်ခုထဲမှာပဲနစ်မြုပ်ပျော်ဝင်သွားကြပြန်သည်ဂျက်လန်ဒန်ကတော့သူ့ကိုယ်သူဘဝပေါင်းများစွာမှာပေါင်နှံရွေးထုတ်နိုင်ခဲ့သူဖြစ်သည်လမ်းပေါ်ကကလေးကချီဘဝအိမ်ပေါက်စိလိုက်လံတောင်းစားရသူဘဝထောင်နှန်းဆန်ဘဝကောက်ရိုးပုံခုံတန်းလျာယထာကုံတွဲများပေါ်၌အိတ်ခေရသောဘဝရေခဲမှတ်အောက်84ဒီဂရီဖာရင်ဟိုက်မှာရွှေသွားတူးခဲ့ရသောဘဝစားတောက်ဆိုင်တွေမှာပကံစေးသမားဘဝကပ္ပမြောက်ဖျားမှာဖြန့်ဖန်းသမားဘဝနောက်ဆုံးစာရေးဆရာဘဝရောက်သည့်အခါအမေရိကန်သမ္မတလစာထက်နှစ်ဆခန့်ရသောဘဝကိုရောက်ရှိခဲ့ပေမဲ့အသက်40မှာပဲထိုဘဝထဲမှာကွယ်လွန်ခဲ့ရပါသည်လူတွေဟာကိုဘယ်ဘဝမှာပေါင်နှံကြမှာပါလေတချို့တွေကအရက်သမားဘဝတချို့တွေကဘိန်းဆွဲသူဘဝတချို့တွေကသူ့ရုပ်မာဘဝတချို့တွေကဘာသာရေးအစွန်းရောက်ဘဝတချို့တွေကလွတ်တော်အမတ်ဘဝတချို့တွေကလူပြက်ဘဝတချို့တွေကနိုင်ငံကိုရောင်းစားသူဘဝတခါက90ကျော်60တန်းအဆိုတော်အမျိုးသမီး2ယောက်ဟာဂီတပွဲလေးတစ်ခုကိုလှုပ်သွားခဲ့၏သူတို့နဲ့သူတို့သချင်းတွေကိုပရိသတ်ကကြိုက်ပြီးသားမှုတော်ယုံအဝတ်အစားနဲ့ဆိုလျင်အစဉ်ပြေမှာဖြစ်သည့်တိုင်သူတို့ဝတ်ထားတာကအသက်နဲ့မလိုက်အောင်ရှက်ဖို့ကောင်းနေခဲ့သည်သူတို့ကိုကြည့်ပြီးဒီအဆိုတော်အမျိုးသမီး2ယောက်ဟာအသက်ကြီးမှအရှက်နဲသည့်ဘဝမှာမြုပ်နှံထားကြပါလားဟုသူတွေးမိခဲ့သည်တချို့ဆရာတော်တွေကြတော့ဒါနသီလသမထတွေဟာဖျားမပွင့်ခင်မှာလဲရှိခဲ့တယ်ဖျားပွင့်တော်မူမှဝိပဿနာပေါ်လာခဲ့တယ်ဒါနသီလသမထဟာနိဗ္ဗာန်မရောက်နိုင်ဘူးဟုဆရာတော်ကြီးတွေပြောကြသည့်တိုင်ဒါနနှင့်သီလကပဲနိဗ္ဗာန်ရောက်သည်ဟုဟောကြပြန်၏ထိုဆရာတော်တွေဟာတရားဟောတာထက်ရဲရွှင်စရာစကားတွေပြောတာကပိုများနေသူတွေလည်းဖြစ်၏ဝေဘူးဆရာတော်ဘုရားကြီးကနိဗ္ဗာန်ဟာလူပြင်းတွေရဲ့အလုပ်မဟုတ်ဘူးဟုဆိုထားသည့်တိုင်ထိုဆရာတော်တွေကနိဗ္ဗာန်ဟာလွယ်နှင့်ရနိုင်သည့်ပုံမျိုးဟောနေကြသည်မှာအပြင်းကိုအပြင်းဖြစ်အောင်လုပ်နေသည်နှင့်တူနေပေသည်သူတို့ကရောသူတို့ဘဝကိုဘယ်ယုံကြည်မှုမှာပေါင်နှံခဲ့ကြပါသလဲတချို့လူတွေကတော့သူတို့ဘဝကိုသူတို့မမြင်ဖူးသည့်ဖန်ဆင်းရှင်အပေါ်မျက်စိမှိတ်ယုံကြည်လိုက်ကြ၏သူတို့အခြေအနေကလည်းထို့သို့မှမယုံကြည်လျင်ဘာမှဆက်လုပ်၍မရသောဘဝဖြစ်နေသောကြောင့်ဖြစ်သည်သူတို့ဟာသူတို့ဘဝတွေကိုသူတို့မမြင်ဖူးသည့်ဖန်ဆင်းရှင်မှာပေါင်နှံလိုက်ကြခြင်းလဲဖြစ်သည်တိမ်တွေပြိုဆင်းလာ၏စောင်းမကုံသေးပေမဲ့မထင်မှတ်သောရာသီဥတုဖောက်ပြန်မှုကြောင့်မုန်တိုင်းတစ်ခုဖြစ်ပေါ်လာကတိမ်တချို့ကိုဖြန့်ကျဲလိုက်ခြင်းဖြစ်သည်သူ့အိမ်ရှိကစက်ကူပန်းတွေကတော့အဖြူအနီပန်းလိမ္မော်
ရောင်စုံပွင့်ကလှပနေသည်သူ့ဘဝဟာတိမ်တွေလိုမဲညစ်မနေပဲစက်ကူပန်းတွေလိုလှပခွင့်ရှိမည်ဆိုလျင်တော်တော်ပဲကောင်းမည်ဖြစ်၏သူကတော့သူ့ဘဝကိုခတ်ထုံထုံရုံးအုပ်ကြီးဘဝမှာပေါင်နှံလာလိုက်တာအသက်60ပင်စင်ယူဖို့ပင်နီးကပ်လာပြီမဟုတ်ပါလားရုံးကရသည့်မြို့တစ်ကမြေကွက်ကလေးကိုရောင်းပြီးလူစီကားသည့်ရက်ကွက်မှာ10ပေ60ခြံနဲ့ပြင်ထောင်နှစ်ထပ်အိမ်လေးကိုဝယ်ခဲ့စဉ်ကမိန်းမတစ်ယောက်ဘဝထဲမှာသူ့ဘဝကိုပေါင်နှံဖို့စိတ်ကူးခဲ့သေးပေမဲ့ထိုမိန်းမကသူ့ထက်သာသောအခြားယောက်ျားတဦးထံမှသူမဘဝကိုပေါင်နှံသွားခဲ့သည်ဒီလိုနှင့်ပင်သူဟာခတ်ထုံထုံရုံးအုပ်လူပြိုကြီးဘဝထဲမှာပဲသူ့ကိုယ်သူပေါင်နှံပြီးနေခဲ့လိုက်တာအပေါင်းဆိုင်မှာလူတွေရှင်းသွား၏သူကလည်းအိမ်အောက်ထက်ကိုဆင်းခြံတကားလေးတော့ခတ်ခါအပေါင်းဆိုင်ဘက်သို့ထွက်လာခဲ့လိုက်သည်လမ်းထဲကလူတချို့ကသူ့ကိုလှမ်းနှုတ်ဆက်ကြသည်အပေါင်းဆိုင်ကိုရောက်တော့ညက်မှန်းတမ်းမိနေသည့်ကောင်မလေးကဦးလေးကြီးဘာပေါင်ကျင်လို့လဲဟုသူကိုလှမ်းမေးသည်ငါတစ်ခုလောက်ပေါင်ရင်ကောင်းမလားလို့ဘာပေါင်မလဲဦးလေးရဲ့ဟိုလေငါကိုပေါင်ရင်ဘလောက်ရမလဲသိကြင်လို့ဦးလေးကြီးကတိတ်နောက်တာပဲငါတကယ်ပြောတာငါကိုငါပေါင်ကျင်လို့အဲ့ဒါဘလောက်တန်လဲဆိုတာဒီမှာယောက်ျားတွေအပေါင်မခံဘူးဦးလေးရဲ့ကျမတို့တောင်ကံကောင်းလို့2014ခုနှစ်မေလမှာထွက်ရှိခဲ့တဲ့ကလျာမဂဇင်းမှာဆရာမောင်ကျော်သားရေးဖွဲ့ခဲ့တဲ့အပေါင်ဆိုင်လို့အမည်ရတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်